မင်္ဂလာပါကျွန်တော်စောပါဒီနေ့ကျွန်တော်တို့နေ့ရက်များဤတော်တစ်ဖာကိုလေ့လာကြမယ်ဒါဆိုဆက်လိုက်အောင်တနင်္ဂနွေဆိုမူတဲ့လို့ခေါ်ပါတယ်တနင်္လာမူစာလို့ခေါ်ပါတယ်အင်္ဂါမူယူဗုဒ္ဓဟူမူပလဲကြာသပတေးမူလေကိုတောက်ကြမူဖောဖစနေမူဘူးတို့ပဲဖြစ်ပါတယ်ဒါဆိုရင်ဒီနေ့မနေ့ဖြန်ဒါလေးကိုလေ့လာမယ်ဒီနေ့တနင်္လာနေ့ဖြစ်ပါတယ်တနင်္ဤမူစာနေ့နေလောတနင်္ဤမူစာနေ့နေလောမနေ့ကတနင်္ဂနွေနေ့ဖြစ်ပါတယ်မဟာတနင်္ဤမူတဲ့နေ့နေလောမဟာတနင်္ဤမူတဲ့နေ့နေလောမနေ့ဖြန်အင်္ဂါနေ့ဖြစ်ပါတယ်မနေ့ဖြန်အင်္ဂါနေ့ဖြစ်ပါတယ်ဆိုရင်ခမ်းမှုစင်မူယူနေ့နေလောခမ်းမစင်မူယူနေ့နေလောအားလုံးနားလည်မယ်အကျိုးရှိမယ်လို့ထင်ပါတယ်